တော်လန်ပြည်သူများအားလုံးစိတ်ဤချမ်းသာခြင်းကိုဤကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေလို့အရင်ဦးဆုံးနှုတ်ဆက်ပါရစေဒီညတော့ဦးမင်အောင်နိုင်ရဲ့မိန်ခွန်းဗီဒီယိုဖိုင်နာထောင်ကြရအောင်သူဘာတွေပြောသွားလဲပြည်သူတွေရဲ့နေအိမ်တွေမိရှုဖြစ်စီတာဟာစစ်တပ်မဟုတ်ကြောင်း BTF တွေဖြစ်ပါတယ်ဆိုပြီးပြောင်းလဲပြောင်းစားလုပ်ပြီးလွှဲချနေတာတွေ့ရတဲ့ပြည်သူတွေကိုအကြံဖက်သက်ဖြစ်တာလဲစစ်ခွေတွေမဟုတ်ကြောင်း BTF တွေပါဆိုပြီးစောက်ခွက်ပြောင်းနေတာတွေ့ရတဲ့အာနာယူပြီးပြည်သူကိုတတ်တာလဲသူတို့ပဲသူမိန်ခွန်းပြောတာနားထောင်ကြည့်မယ်ဝင်ဆင်နွှဲခဲ့ကြတာဖြစ်ပါတယ်ခင်ဗျာမြစ်ကြီးတပ်ဖွဲ့ကိုဖွဲ့စည်းခြင်းဟာဆိုရင်နိုင်ငံတော်ကြီးကိုသူတိုင်းသားညီကိုမောင်နှမများခင်ဗျာအခုမြင်တွေ့နေရတာကတော့80ပြည့်တမတော်နဲ့ဆေးပြအခမ်းအနားဂုံပြုမြင်းစည်းတက်ခွဲနေပြီးတော့မှဘုံမှုအောင်တန်းတိုင်ဦးဆောင်တဲ့ဂုံပြုမြင်းစည်းတက်ခွဲချီတက်နေတာပဲဖြစ်ပါတယ်ခင်ဗျာ咱们别去这样，脑袋是都快，高子，呀，脑快，呀，走。နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးတရိုးမဟာတရေစီသူတရိုးတီတီသူတို့မှမင်းအောင်လှိုင်ရောက်ရှိလာကိုစောင့်ဆိုင်နေကြတာပဲဖြစ်ပါတယ်ခင်ဗျာမိဘပြည်သူတိုင်းသားညီကိုမောင်နှမများခင်ဗျာအခုဆိုရင်တော့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးတရိုးမဟာတရေစီသူတရိုးတီတီသူတို့မှမင်းအောင်လှိုင်ဟာအခမ်းအနားကျင်းပရာဆေးပြဒီနေ့ဟာနယ်ချဲလွတ်မြောက်ရေးလှုပ်ရှားမှုနဲ့စတင်တည်တည်ခဲ့ပြီးလွတ်လပ်ရေးကြိုးပမ်းမှုနဲ့တူပေါ်ပေါက်လာခဲ့တဲ့ဒုတပ်မတော်ရဲ့80ပြည့်တပ်မတော်နေ့ဖြစ်တယ်
တနည်းအားဖြင့်တပ်မတော်ဟာသူတစ်ပါးဩဇာကံဘဝကနေကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်းရှိတဲ့အမျိုးသားတပ်မတော်ဖြစ်ကူးပြောင်းခဲ့တာကိုကပီးမော်ကွန်းတင်ခဲ့တဲ့နေ့ပဲဖြစ်တယ်။နိုင်ငံလူသားရေးအတွက်တပ်မတော်နဲ့တိုင်းဒေသပြည်သူတွေလက်တွဲပြီးဖက်စစ်ဝါဒီတွေကိုစတင်တွန်းလှန်မောင်းထုတ်ခဲ့တဲ့1945ခုနှစ်မတ်လ29ရက်နေ့ကိုဂုဏ်ပြုတဲ့နေလူနေ့မြတ်လည်းဖြစ်တယ်။ဒုတပ်မတော်ရဲ့တမိုင်းကြောင်းဟာမြမောခေတ်နိုင်ငံတော်ဖြတ်သန်းလာခဲ့တဲ့တမိုင်းကြောင်းနဲ့တသားတည်းဆက်ဆက်နေတာကြောင့်တပ်မတော်80ပြည့်ရောက်တဲ့ဒီနေ့ဟာဒုတပ်မတော်အတွက်ထူးခြားလေးတဲ့နေ့တစ်နေ့ဖြစ်တယ်လို့ဒီလိုတမိုင်းဝင်နေလူနေ့မြတ်မှာရဲဘော်တို့ကိုတိတိတိကျကျတွေကိုလေးထားမှာကြားတော့မှာဖြစ်တယ်။ရဲဘော်တို့ဒုနိုင်ငံရဲ့တမိုင်းကြောင်းကိုပြန်ကြည့်ရင်တိုင်းရင်းသားစီလုံးညီညွတ်မှုခိုင်မာအားကောင်းခဲ့တဲ့ကာလတွေမှာပထမမြန်မာနိုင်ငံတော်ဒုတိယမြန်မာနိုင်ငံတော်တတိယမြန်မာနိုင်ငံတော်ရေလို့ထေဝါခါညာစွာရပ်တည်နိုင်ခဲ့တာကိုတွေ့ရှိရတယ်။ကိုလိုနီနေချက်တွေကတရားစရာပေါ်ကျော်သွားတဲ့ဒုနိုင်ငံကိုကြောင်းမှုဟာ1949ခုနှစ်မှာပုံမှုဆိုးရလာခဲ့တာကြောင့်ဒုတပ်မတော်တွေနဲ့အခြေအနေထားကနေအသက်သွေးချွေးများသောပေးဆက်ပြီးတိုင်းပြည်ကိုကယ်တင်ပေးနိုင်ခဲ့တယ်။တမတော်အနေနဲ့ပြည်တွင်းသောကြောင့်မှုတွေပြင်တရုတ်ဖြူကွန်မန်တန်နဲ့မူဂျာဟစ်ကလဆိုးတွေရဲ့ပြည်ပကျူးကျော်မှုတွေကိုလည်းနှင်းခဲ့ရတာဆွဲဆွဲမြဲမြဲမှတ်ထားကြဖို့လိုသလိုအဲ့ဒီကာလမှာပါတီအကွဲပြဲတွေကြောင့်ဖြစ်ပေါ်လာခဲ့တဲ့နိုင်ငံရေးအကြမ်းတဲကိုလည်းအိမ်ဆောင်အစိုးရဖြင့်1958ခုနှစ်မှာတာဝန်ယူပြီးနိုင်ငံတော်ကြီးတည်ငြိမ်အောင်အခက်အခဲမျိုးစုံကြားကဖြည့်ရှင်းဆောင်ရွက်ပေးခဲ့ရတယ်။1949ခုနှစ်ဖွဲ့စည်းအုပ်ချုပ်ဖို့အခြေခံဥပဒေရဲ့အားနည်းချက်ကြောင့်တိုင်းပြည်ပြိုကွဲမဲ့အန္တရာယ်နဲ့ကြုံတွေ့ခဲ့ရတဲ့1962ခုနှစ်မှာလည်းတပ်မတော်ကပဲကာကွယ်စောင့်ရှောက်ပေးခဲ့ရပြန်တယ်။ဒါပြင်1980အလွန်ကာလအဲ့ဒီချိန်ကအာဏာရပါတီရဲ့အားနည်းချက်တွေကြောင့်1988ခုနှစ်မှာစူပူအောင်ကြောင်းမှုတွေနဲ့မင်းမဲစရိုက်ဆန်တဲ့အပြုအမူတွေဖြစ်ပေါ်လာပြီးအုပ်ချုပ်ရေးရန်တရားတွေထိခိုက်ပျက်စီးလာချိန်မှာလဲတပ်မတော်ကပဲတာဝန်ထိန်းသိမ်းစောင့်ရှောက်ပေးခဲ့ရတယ်။2010ပြည့်နှစ်မှာတော့လူများလူထားတဲ့ပါတီစုဒီမိုကရေစီလမ်းကြောင်းကိုတပ်မတော်ကပုံဖော်ပေးခဲ့ပြီးဒီမိုကရေစီအစိုးရ20မှာပါတီစုဒီမိုကရေစီစနစ်ရှင်းတန်စေဖို့အတွက်တပ်မတော်အနေနဲ့2008ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကိုဗက်ပေါင်းစုံကနေပူးပေါင်းဆောင်ရွက်ပေးခဲ့တယ်။2020ပြည့်နှစ်ပါတီစုဒီမိုကရေစီအထူးရွေးကောက်ပွဲမှာအာဏာရပါတီဟာအလွန်ရုပ်ဆိုးကြီးတန်းတဲ့မဲပဒမာမှုတွေကိုပြုလုပ်ခဲ့ကြတယ်။အဲ့ဒီတရားဟာဒီမိုကရေစီရဲ့အနှစ်သာရဖြစ်တဲ့တရားမျှတပြီးစစ်မှန်တဲ့ရွေးကောက်ပွဲတစ်ခုမဖြစ်ရပဲပါတီစုဒီမိုကရေစီနဲ့ပြည်ရင်းစေတဲ့မယူရတဲ့နိုင်ငံရေးလှုပ်ဆောင်ချက်ဖြစ်လာခဲ့တယ်။တမတော်ဒီနဲ့ဖြည့်ရှင်းဆောင်ပေးဖို့တရားဥပဒေနဲ့ကြီးတောင်းဆိုခဲ့ပေမဲ့လည်းတောင်းဆိုချက်တွေကိုလစ်လျူရှုပြီးလွှတ်တော်ခေါ်နိုင်ငံတော်အာဏာကိုမတရားတဲ့နည်းလမ်းနဲ့အာရမရယူဖို့လှုံ့ဆော်ခဲ့ကြတယ်။ဒါကြောင့်တမတော်ဒီနဲ့နိုင်ငံတော်ကိုပေါ်နေကြီးညာပြီးနိုင်ငံတာဝန်တွေကိုထမ်းဆောင်ခဲ့ရတာဖြစ်တယ်။ဒုတမတော်အနေနဲ့လွတ်လပ်ကြိုးပမ်းမှုကာလကနေလက်ရှိအချိန်ထိခေတ်ဆက်ဆက်မှာဒုတာဝန်ရေးသုံးပါးကိုထိပါလာမဲ့အန်တယ်တွေနဲ့ကြုံတွေ့လာရတိုင်းနိုင်ငံတော်နဲ့ပြည်သူအတွက်ဆောင်းဆန်းတပါကာကွယ်ဆောင်ရှောက်ပေးခဲ့တယ်လို့အနာဂတ်ကာလမှာလည်းကာကွယ်ဆောင်ရှောက်သွားမှာဖြစ်ကြောင်းပြောကြလိုတယ်။ရဲဘော်တို့ဒုနိုင်ငံမှာခေတ်စနစ်ရဲ့တောင်းဆိုချက်အရပြည်သူတွေရဲ့လူဝင်ဆန္ဒနဲ့ညီပါတီစုဒီမိုကရေစီစနစ်နဲ့ဈေးကွက်စီးပွားရေးစနစ်တွေကိုဖော်ဆောင်ပေးနိုင်ဖို့နိုင်ငံတော်ရဲ့မရှိမဖြစ်တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြည်လုံးကျွဆန္ဒခံပွဲကျင်းပပြုလုပ်ပြီး2008ခုနှစ်မေလ29ရက်နေ့မှာအတည်ပြုပြဋ္ဌာန်းနိုင်ခဲ့တယ်။ဖွဲ့စည်းပုံအခြေခံဥပဒေဟာတဦးတယောက်အဖွဲ့အစည်းတစ်ခုရဲ့သ
ဘောဆန္ဒအရရေးစထားခြင်းမဟုတ်ပဲနေဘကနာအသီးသီးကကိုယ်စလဲ1000ကျော်ပါဝင်တဲ့အစုဖွဲ့8ဖွဲ့နဲ့မျိုးသားညီလာခံတရက်ကျင်းပပြီးခက်တန်းခဲ့ရတဲ့တမိုင်းကြောင်းအများပေါ်မှာခြေခြေပြတ်ပြတ်ဆွေးနွေးရေးဆွဲခဲ့ကြတာဖြစ်တယ်။2008ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ပုံမှန်20စာလုံးမှာတပ်မတော်သည်နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကိုကာကွယ်စောင့်ရှောက်ရန်အဓိကတာဝန်ရှိသည်လို့အတိအလင်းပြဋ္ဌာန်းထားတဲ့ညီဒုတပ်မတော်တွေနဲ့2008ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကိုကာကွယ်စောင့်ရှောက်လျက်ရှိတယ်။ဒါပြင်နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ပုံမှန်6စာလုံးမှာနိုင်ငံတော်ရဲ့အမျိုးသားနိုင်ငံရေးဥဆောင်မှုအခမ်းကဏ္ဍတွင်တပ်မတော်ကပါဝင်ထမ်းဆောင်နိုင်ရေးကိုအစဉ်တစိုက်ဥတည်သည်ဆိုတဲ့ပြဋ္ဌာန်းချက်နဲ့ညီဒုတပ်မတော်ဟာအမျိုးသားနိုင်ငံရေးတာဝန်ကိုလည်းခြေပြုံးစွာထမ်းဆောင်လျက်ရှိတယ်။အမျိုးသားနိုင်ငံရေးဆိုတာပြည်တော်သူမပြိုကွဲရေးတိုင်းရင်းသားစီလုံးညီညွတ်မပြိုကွဲရေးအချို့ချအာဏာတည်တတ်ခံမြဲဆိုတဲ့ဒုတာဝန်ရေးသွင်းပေါ်မှာအခြေပြုပြီးနိုင်ငံတော်နဲ့ပြည်သူလူထုရဲ့အကျိုးစီးပွားကိုသာအစဉ်ရှေ့ရှုဖော်ဆောင်ဖို့ရည်ရွယ်ထားတဲ့ထာဝရတည်မြဲသောနိုင်ငံရေးပဲဖြစ်တယ်။တနည်းအားဖြင့်အမျိုးသားနိုင်ငံရေးဆိုတာပါတီနိုင်ငံရေးမဟုတ်ပဲနိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးကိုဆောင်ရွက်တဲ့နိုင်ငံအရေးဖြစ်ကြောင်းပြောကြလိုတယ်။ရဲဘော်တို့တပ်မတော်ကနိုင်ငံတော်စစ်ဘောအုပ်ချုပ်ရေးကောင်စီကိုဖွဲ့စည်းပြီးနိုင်ငံတော်ဝန်ထမ်းဆောင်ခဲ့ခြင်းအစောပိုင်းကာလမှာစုပူဆန္ဒပြမှုတွေသာဖြစ်ပေါ်ခဲ့ပေမဲ့အဲ့ဒီအချိန်ကတွတ်တဲ့ကိုယ်စားလှယ်လောင်းအချို့ဟာနိုင်ငံရေးကြောင့်ဖြစ်ပေါ်လာတဲ့ပြဿနာကိုဥပဒေနဲ့ကြီးဖြေရှင်းလိုခြင်းမရှိဘဲလူတွေရဲ့စိတ်ခံစားချက်ကိုအသုံးချပြီးအကြမ်းဖက်မှုတွေဖြစ်ပေါ်လာအောင်စင်စင်တို့တရားကင်းမဲ့စွာတွေးထိုးလှုံ့ဆော်ပုံဖော်လာခဲ့ကြတယ်။အဓိကမှတစ်ဆင့် NUG CRPH နဲ့ PDF အမည်ကအကြမ်းဖက်တွေဖွဲ့စည်းပြီးနိုင်ငံတော်ဝန်လုံးအကြမ်းဖက်မှုတွေခြေခြေပြတ်ပြတ်ဖြစ်ပေါ်လာအောင်လှုံ့ဆော်ခဲ့ကြတာကိုလည်းတွေ့ရမှာဖြစ်တယ်။အဲ့ဒါတွေနဲ့တူနိုင်ငံတော်အကျိုးကိုမလိုလားတဲ့ပြည်ပြက်မီဒီယာတွေကလည်းဖြစ်ပေါ်တဲ့နိုင်ငံရေးအကြက်တဲကိုပုံမှုကြီးထွားလာစေဖို့အထောက်အပံ့အမျိုးစုံရယူပြီးမဟုတ်မှသတင်းတွေနဲ့ဝါဒဖြန့်ချီမှုတွေလှုံ့ဆော်လာခဲ့ကြတယ်။အစိုးရအုပ်ချုပ်မှုရန်ရာတွေဆက်ပြီးမလည်ပတ်နိုင်စေဖို့နဲ့ဝန်ထမ်းတွေကိုနိုင်ငံတော်နဲ့ပြည်သူတွေပေါ်မှာတစ္ဆာမဲ့ကစွန့်ခွာသွားစေဖို့လှုံ့ဆော်တာတွေလှုံ့ဆော်ခဲ့ကြသလိုတစ်ဖက်ကလည်းဘောဓအမြင်ချင်းမတူညီသူတွေသူတို့ကိုမထောက်ခံတဲ့ပြည်သူတွေကိုဒလန်ကောင်းစဉ်တက်ပြီးရဲရဲဆက်ဆက်တပ်ဖြတ်ခြင်းဖြင့်ပြည်သူတွေကြားမှာအကြောက်တရားဆိုးမှုကြီးဆိုးလာအောင်ရည်ရွယ်ချက်ရှိလှုံ့ဆော်လာခဲ့ကြတယ်။တနည်းအားဖြင့်နိုင်ငံရေးရည်မှန်းချက်ကိုလက်နက်ကန်အကြမ်းဖက်လမ်းစဉ်နဲ့ရယူဖို့ပြည်ပအထောက်ပံ့တွေနဲ့အတူကြိုးစားလာခဲ့ခြင်းပဲဖြစ်တယ်။ဒါပြင်တိုင်းဒေသလက်နက်ကန်အဖွဲ့အစည်းအချို့ဟာလည်းနိုင်ငံတွင်းဖြစ်ပေါ်လာတဲ့နိုင်ငံရေးပြဿနာကိုခွင့်ကောင်းယူပြီး PDF အမည်ကအကြမ်းဖက်သမားတွေနဲ့နိုင်ငံတော်လူမျိုးရေးနဲ့ပြည်အေးချမ်းရေးပြပြအောင်ညီလန်းပေါင်းစုံနဲ့လှုံ့ဆော်ခဲ့ကြပြန်တယ်။အပြည့်မဲ့ပြည်သူတွေကိုညှဉ်းပန်းနှိပ်စက်တပ်ဖြတ်တာတွေသူတို့လိုကြပူးပေါင်းဆောင်ခြင်းမပြုတဲ့မြို့ရွာတွေကိုပြစ်ခတ်တိုက်ခိုက်တာတွေမီးရှို့ဖျက်ဆီးတာတွေနိုင်ငံပိုင်အဆောက်အဦလမ်းတရားရေနဲ့ကျက်စစ်တာဝါဒံကိုမိုင်းထောင်ဖောက်ခွဲဖျက်ဆီးတာတွေစတဲ့အကြမ်းဖက်လုပ်ရတွေကိုအရှိန်မြင့်တင်လှုံ့ဆော်လာခဲ့ကြတယ်။အထူးသဖြင့်လက်နက်ကန်အကြမ်းဖက်လမ်းစဉ်ခြေသုံးနေတဲ့အကြမ်းဖက်တောင်းကျသူတွေဟာထာဝရငြိမ်းချမ်းရရှိပြီးပြည်တော်စုနဲ့တူပါတီတို့ဒီမိုကရေစီလမ်းကြောင်းပေါ်မှာပါဝင်လျှောက်လှမ်းရေးထက်နေမြေလက်နေတနေဓာတ်စဉ်စိတ်ပြင်ဝါဒကိုသာခြေသုံးလိုချင်တာကြောင့်တိုင်းသားစီတို့ညွညွရေးကိုထိခိုက်တဲ့အခြေအနေတွေဖြစ်ပေါ်လာခဲ့ရပြန်တယ်။နေပြည်တော်လိုက်အာဏာရရှိဖို့ကြိုးစားကြတဲ့အကြမ်းဖက်တောင်းကျသူတွေရဲ့တိုက်ပွဲဖော်ဆောင်ဓာတ်မှုတွေဟာအပြစ်မဲ့ပြည်သူတွေရဲ့အသက်အိုးအိမ်စီးဥစ္စာတွေနဲ့မြို့ရွာတွေပျက်စီးဆုံးရှုံးခဲ့ရတဲ့အတွက်ပြည်သူအလုံးကအလွန်ယွန်းရှာဆက်ဆုပ်မုန်းတီးနေကြပြီဖြစ်တယ်။ဒါကြောင့်အပြစ်မဲ့ပြည်သူတွေပေါ်မှာအကြမ်းဖက်တိုက်ခိုက်နေမှုတွေကိုလက်မခံနိုင်သလိုဒုတာဝန်ရေးသုံးပါးကိုထိပါလာတဲ့လက်နက်ကန်အကြမ်းဖက်လမ်းစဉ်တွေကိုလည်းလုံးဝလက်သင့်ခံသိလို့မရတဲ့အတွက်တပ်မတော်တွေနဲ့ပြည်သူလူထုတရားလုံးရဲ့ပူးပေါင်းပါဝင်မှုနဲ့တူတရားတော်စစ်ကိုဆက်လက်ဆင်းနွှဲသွားမှာဖြစ်တယ်။
မြန်မာသမိုင်းမှာအကြမ်းဖက်လမ်းစဉ်ကျင့်သုံးပြီးအကြက်ကင်တောင်းဆိုတဲ့ဖြစ်စဉ်တိုင်းမှာတပ်မတော်တွေနဲ့အလျှော့ပေးလက်ခံခဲ့တဲ့အစဉ်အလာမရှိခဲ့တာကြောင့်ပြည်သူတွေရဲ့အသက်အိုးအိမ်စီးစိမ်ကိုကာကွယ်ဖို့နဲ့ဒုတာဝန်ရည်သွေးမောင်းကိုထိမ့်သိမ်းဆောင်ရှောက်ဖို့တဲ့ရဲဘော်တို့တွေနဲ့အသက်ကိုဗရဏမထားပဲစွန့်လွန်ဆွစားတဲ့စိတ်ဓာတ်နဲ့နိုင်ငံတော်ကာကွယ်တာဝန်တွေကိုခြေပူစွာထမ်းဆောင်သွားကြဖို့အလေးထားမှာကြားလိုတယ်ရဲဘော်တို့နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနဲ့တရားဥပဒေစိုးမိုးရေးအတွက်လှုံ့ဆော်ရမှာပြည်သူတွေရဲ့ပူးပေါင်းဆောင်ရွက်မှုတွေရှိဖို့လိုအပ်တာကြောင့်ပြည်သူတို့ချင်းစီနဲ့သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူတွေပူးပေါင်းပြီးလုံခြုံရေးအသိရှိဆောင်ရွက်နိုင်ဖို့ပြည်သူလုံခြုံရေးစနစ်ကိုဖော်ဆောင်လျက်ရှိနေတယ်ဒီလိုဖော်ဆောင်ရမှာပြည်သူလူထုအုပ်ချုပ်ရေးအဖွဲ့အစည်းတွေနဲ့လုံခြုံရေးတာဝန်ရှိသူအားလုံးကညီညီညွတ်ညွတ်စီစီလုံးလုံးနဲ့သူတို့ကပူးပေါင်းဆောင်ရွက်သွားကြမှာဖြစ်တယ်ဒါပြင်နိုင်ငံသားတိုင်းဟာနိုင်ငံတော်ကိုကာကွယ်စောင့်ရှောက်ဖို့တာဝန်ရှိတာတဲ့အညီသတ်မှတ်ထားတဲ့အသက်အရွယ်နဲ့အကျိုးဝင်တဲ့နိုင်ငံသားတိုင်းနိုင်ငံတော်ကာကွယ်တာဝန်တွေကိုထမ်းဆောင်ခွင့်ရရှိရေးအတွက်ပြည်သူ့စစ်မှုထမ်းဥပဒေကို2024ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့မှာစတင်အသက်သွင်းခဲ့ပြီးအကောင့်တွေပေါ်ဆောင်ရွက်လျက်ရှိနေတယ်ပြည်သူ့စစ်မှုထမ်းတွေဟာအလွှာပေါင်းစုံကဝင်ရောက်တာဝန်ထမ်းဆောင်ကြသူတွေဖြစ်ပေမဲ့လည်းအတူစုပေါင်းလေ့ကျင့်မှုတွေပြုလုပ်ခဲ့တာကြတော့အယောင်သွေးတူအတွေးအမြင်တူယုံကြည်ချက်ခံယူချက်တူညီတွေဖြစ်လာကြပြီးတော့နောင်တော်တပ်မတော်သားတွေနဲ့တူလက်တွဲပြီးနိုင်ငံတော်မှာတာဝန်ကျရာတပ်အသီးသီးမှာကိုစီတာဝန်တွေထမ်းဆောင်နေကြပြီဖြစ်တယ်။ဒါကြောင့်တာဝန်သိတဲ့နိုင်ငံသားကောင်းတွေဟာပြည်သူ့စစ်မှုထမ်းတွေဖြစ်ခိုင်မာတဲ့အင်အားစုတရအနေနဲ့နိုင်ငံတော်ကာကွယ်တာဝန်တွေကိုထမ်းဆောင်နေကြပြီဖြစ်ကြောင်းဂုဏ်ယူစွာပြောကြားလိုတယ်။ရဲဘော်တို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ရှေ့မှာစည်းကမ်းပြည့်ဝတဲ့ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေးနဲ့ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်ထောင်စုတည်ဆောက်ရေးဆိုတဲ့နိုင်ငံရေးညီမချက်နှစ်ရပ်ကိုခိုင်မာစွာအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိနေတယ်။နိုင်ငံတော်ဆိုရကချမှတ်ထားတဲ့နိုင်ငံရေးညီမချက်တွေကိုအောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်တဲ့နေရာမှာဒုတပ်မတော်အနေနဲ့ကြာရခန္ဓာကပါဝင်ဆောင်ရွက်သွားကြမှာဖြစ်တယ်။ဒီမိုကရေစီနဲ့ဖက်ဒရယ်ကိုအခြေခံတဲ့ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက်နိုင်ငံသူနိုင်ငံသားအားလုံးစီလို့ညွညွတ်စွာနဲ့ပြည်ထောင်စုစိတ်ဓာတ်ကိုအရင်တည်ပြီးနိုင်ငံတော်ကိုဝမ်းဝန်းကာကွယ်စောင့်ရှောက်သွားကြဖို့လိုအပ်တယ်။ပြည်ထောင်စုစိတ်ဓာတ်ဟာအတိတ်သမိုင်းရဲ့လွတ်လပ်ရေးကြိုးပမ်းမှုမှာအရင်ကဖြစ်ခဲ့တယ်လို့အနာဂတ်ဒီမိုကရေစီနိုင်ငံတော်အတွက်လည်းအခြေခံအုတ်မြစ်ဖြစ်တယ်။ဒုနိုင်ငံမှာတိုင်းရင်းသားအားလုံးဟာတမြေထဲနေတရေထဲတောက်သူတွေဖြစ်လို့အရေးကြုံလာရင်ပူပေါင်းဆောင်ရလို့တဲ့စိတ်ဓာတ်နဲ့တောင်းပေါ်မိပြမခွဲကြပဲအေးတူပူမြတသွေးတဲ့တသားတွေရှိတယ်ဆိုတဲ့စိတ်ဓာတ်တွေရှိဖို့အရေးကြီးဆုံးနဲ့လိုအပ်ဆုံးဖြစ်တယ်ဆိုတာပြောကြလို့တယ်ပြည်ရင်အားသည်ပြည်တွင်းမှာသာရှိပြီဆိုတဲ့စကားအတိုင်းပြည်တော်စုပါတိုင်းရင်းသားတွေအားလုံးရဲ့စီလို့ညွညွမှုအင်အားတွေနဲ့တူတက်ညီလက်ညီအားလုံးပူးပေါင်းပါဝင်ဆောင်ရွက်မှသာမိမိတို့ရည်မှန်းထားတဲ့ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်တော်စုကြီးကိုခိုင်ခိုင်မာမာတည်ဆောက်နိုင်မှာဖြစ်ကြောင်းအလေးထားပြောကြားလိုတယ်ဒီလိုတည်ဆောက်နိုင်ဖို့လှုံ့ဆော်ရမှာပြည်တွင်းလက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးနဲ့ထာဝရငြိမ်းချမ်းရရှိရေးဟာအလွန်အရေးကြီးတယ်ဒုတပ်မတော်တွေနဲ့ငြိမ်းချမ်းလုပ်ငန်းစဉ်တွေနဲ့ပတ်သက်ရင်2008ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့နဲ့တနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစရေးသဘောတူစာချုပ် NCA ပါသဘောတူရေးတဲ့အတိုင်းဖြစ်နေတဲ့များအလေးထားလှုံ့ဆော်သွားမှာဖြစ်တယ်။ဒါပြင်လက်နက်ကန်လမ်းစဉ်နဲ့အကြမ်းဖက်လမ်းစဉ်တွေကြောင့်နိုင်ငံတော်မှာဖြစ်ပေါ်ခဲ့ရတဲ့ဆုံးရှုံးနေတာမှုတွေကိုထောက်ရှုပြီးထာဝရငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးကိုပြည်သူတွေနဲ့အတူတက်တဲ့ဖော်ဆောင်နိုင်ဖို့အတွက်နိုင်ငံတော်ကိုစန့်ကျင်တိုက်ခိုက်နေတဲ့တိုင်းရင်းသားလက်နက်ကန်အဖွဲ့အစည်းတွေအကြမ်းဖက်တောင်းကျသူအဖွဲ့အစည်းတွေအကြမ်းဖက် PDF အဖွဲ့တွေအနေနဲ့လက်နက်ကန်အကြမ်းဖက်တိုက်ခိုက်တဲ့လမ်းစဉ်ကိုဆွန့်လွတ်ပြီးပါတီနိုင်ငံရေးလမ်းကြောင်းနဲ့ရွေးကောက်ပွဲလမ်းကြောင်းတွေကတဆင့်နိုင်ငံရေးပြဿနာကိုနိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းဆောင်ရွက်နိုင်ဖို့ဖိတ်ခေါ်ကမ်းလှမ်းထားပြီးဖြစ်တယ်။
နိုင်ငံရေးနည်းလမ်းကိုသဘောဝိုင်းပေါ်မှာတွဲဆုံဆွေးနွေးခြင်းနဲ့သာအပြည့်ချနိုင်မှာဖြစ်တာကြောင့်ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကိုအမြဲတမ်းကြိုးစိုးလမ်းဖွင့်ထားကြောင်းထပ်မံအသိပေးပြောကြားလိုတယ်။ရဲဘော်တို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့နိုင်ငံတော်တာဝန်ကိုစတင်ထားဆောင်ခြင်းကစပြီးနိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနဲ့ပါတီစုဒီမိုကရေစီစနစ်ခိုင်မာရေးအတွက်ရှစ်လုပ်ငန်းစဉ်နဲ့ဥတီချက်တွေချမှတ်ဆောင်ရွက်ခဲ့တယ်။ချမှတ်ထားတဲ့ရှစ်လုပ်ငန်းစဉ်900ရလွတ်လပ်ပြီးတရားမျှတတဲ့ပါတီစုဒီမိုကရေစီရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးနဲ့ရွေးကောက်ပွဲကထွက်ပေါ်လာခဲ့တဲ့အစိုးရကိုနိုင်ငံတော်အာဏာလွှဲအပ်နိုင်ရေးဥတီထားပြီးရွေးကောက်ပွဲကိုတတ်မှတ်ကာလအတွင်းပြန်လည်ကျင်းပပေးဖို့ဒီဇိုင်းမှတ်ချမှတ်ထားတယ်။နိုင်ငံတော်ဝန်ထမ်းသိမ်းပေးနေတဲ့တပ်မတော်ရဲ့ကိုစားနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ယခုနှစ်ဒီဇင်ဘာလမှာရွေးကောက်ပွဲကျင်းပဖို့ပြင်ဆင်မှုတွေဆောင်ရွက်လေရှိရမှာ2008ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင်ရွေးကောက်ပွဲဥပဒေများဤဥပဒေနဲ့အညီဒေသလိုက်လုံခြုံရေးအခြေအနေပေါ်မှာမူတည်ပြီးရွေးကောက်ပွဲကိုကျင်းပပြုလုပ်သွားမှာဖြစ်လို့လိုအပ်တဲ့ပြင်ဆင်မှုတွေကိုလည်းအကောင့်ထဲပေါ်ဆောင်ရွက်လေရှိနေတယ်။ဒီနေ့အပြင်ဆန္ဒမဲပေးပန်ခွင့်ရှိသူအားလုံးမဲပေးခွင့်ရရှိစေဖို့ပြည်သူလူထုရဲ့စစ်မှန်တဲ့လူသားချက်ဖြစ်တဲ့လွတ်လပ်ပြီးတရားမျှတတဲ့ပါတီစုဒီမိုကရေစီအထူးရွေးကောက်ပွဲဖြစ်စေဖို့နဲ့ဂုဏ်သိက္ခာရှိတဲ့ရွေးကောက်ပွဲဖြစ်ဖို့ဆောင်ရွက်နေတယ်။ရဲဘော်တို့ဒုတမတော်ရဲ့အဓိကတာဝန်ဖြစ်တဲ့နိုင်ငံတော်ကာကွယ်တာဝန်ကိုခြေပွသာထမ်းဆောင်နိုင်ဖို့အတွက်တတိုင်းရဲဘော်တိုင်းမှာစိတ်သက်စီကံတစ္ဆာစီလုံးမှုစောင့်ရည်သုံးရပြည့်စုံမှုဆိုတဲ့အခြေခံရည်ချင်း၅ပါးနဲ့ပြည့်စုံမှုလိုအပ်တယ်။အဲ့ဒီအခြေခံအရေးချင်းတွေနဲ့ပြည့်စုံပြီးအင်အားတောင့်တတဲ့တပ်မတော်တရားဖြစ်လာစေဖို့အတွက်လူကြီးနဲ့တိဆောက်အုပ်ချုပ်ရေးနဲ့တိဆောက်တပ်သားချောင်းရေးနဲ့တိဆောက်စိတ်ဓာတ်နဲ့တိဆောက်ဆိုတဲ့တပ်တိဆောက်ရေးလုပ်ငန်းကြီး၄ရပ်နဲ့ညီတိဆောက်သွားကြမှာဖြစ်တယ်။တပ်တိဆောက်ရေးလုပ်ငန်းကြီး၄ရပ်ဟာတစ်ခုနဲ့တစ်ခုဆက်ဆက်လည်းရှိပြီးတပ်တွေရဲ့လေ့ကျင့်မှုတွေမှန်ကန်မယ်အုပ်ချုပ်ထောက်ပံ့မှုတွေကောင်းမွန်မယ်တပ်သားချောင်းကြီးဆောင်ရွက်ပေးမှုတွေနဲ့ပြည့်ဝနိုင်မယ်ဆိုရင်တပ်ဖွဲ့ဝင်တွေနဲ့မိသားစုဝင်တွေရဲ့တိုင်းရဲတပ်ဖွဲ့တွေအပေါ်မှာခင်တွယ်တည်တာမှုတပ်မတော်ပေါ်မှာလေးစားယုံကြည်အားကိုးမှုတပ်မတော်နဲ့နိုင်ငံတော်နဲ့ဆွလွတ်အနစ်နာခံလို့မှုစတဲ့စစ်တပ်ကောင်းတွေဖြစ်ပေါ်လာစေမှာပဲဖြစ်တယ်။အဲဒီလိုစစ်တပ်ကောင်းတွေနဲ့အတူစီလုံးညွညွတ်မှုခိုင်မာအားကောင်းတဲ့တပ်ဖွဲ့တစ်ခုကိုတည်ဆောက်ထားနိုင်မှသာနိုင်ငံတော်နဲ့တပ်မတော်ကပေးရလာတဲ့တာဝန်တွေကိုခြေပွသာထောက်ဆောင်နိုင်မှာဖြစ်လို့တပ်ဒီဆွဲလုပ်ငန်းကြီး၄ရပ်ကိုအလေးထားဆောင်ရွက်သွားကြဖို့တိုက်တွန်းမှာကြားလိုတယ်။ရဲဘော်တို့ဒုတပ်မတော်သားတွေဟာအများသူကလှုပ်ဆောင်နိုင်ဖို့ခက်ခဲတဲ့နိုင်ငံတော်ကာကွယ်တဲ့လုံခြုံရေးတာဝန်တွေကိုထမ်းဆောင်နေကြသူတွေဖြစ်တာကြောင့်စိတ်ဓာတ်ကြက်ခံမှုရှိဖို့အထူးလိုအပ်တယ်။စိတ်ဓာတ်ကြက်ခံမှုဆိုတာအနိုင်မကန်အရှုံးမပေးခြင်းနဲ့စိတ်ထံကနေဖြစ်တယ်လာတာကြောင့်ရဲဘော်တို့တွေနဲ့တုံးတိုက်ကြားကစိတ်ဓာတ်ဒုက္ခကြီးကြအလံမလဲတဲ့စိတ်ဓာတ်တမတော်ရဲ့အစဉ်လာကိုအသက်ပေးဆောက်ထွင်းလို့တဲ့စိတ်ဓာတ်စတဲ့တမတော်ရဲ့စိတ်ဓာတ်တွေကိုလေ့ကျင့်မွေးမြူထားကြမှာဖြစ်တယ်။ဓမ္မသာနိုင်ငံတော်နဲ့တမတော်ကပေးရလာတဲ့တာဝန်တွေကိုအသက်ကိုဗရဏမထားပဲမစုံမနစ်တဲ့ဇွဲလှုပ်လာနဲ့ခြေပြုံအောင်ထောက်ဆောင်နိုင်မှာဖြစ်တယ်။အဲ့ဒီလိုတာဝန်ထောက်ဆောင်တဲ့အခါမှာတို့တမတော်ဟာစီကံကိုအခြေပြုပြီးဖွဲ့စည်းထားတဲ့အဖွဲ့အစည်းဖြစ်တာကြောင့်တူချင်းကိုယ်စီစီကံတိုင်းနိုင်မှုဟာအရေးကြီးတယ်။တို့တမတော်ဒီနေ့အချိန်ထိမရေမြရပ်တည်နိုင်ခြင်းဟာစီကံကောင်းမှုနဲ့အမိန့်နယ်ခံတတ်မှုတွေကြောင့်ပဲဖြစ်တယ်။တို့တမတော်သားအားလုံးအနေနဲ့စစ်တီတော်ကောင်းတူဖြစ်ဖို့အခြေခံဖြစ်တဲ့ကျင့်ဝတ်60ပါးကိုခါဝတ်ပစိုးပမာမြဲမြံစွာဆောက်ထွင်းကြမှာဖြစ်တယ်လို့စစ်မြေပြင်စည်းကမ်းတွေလုပ်ငန်းခွင်စည်းကမ်းတွေနဲ့လက်ပတ်ဆိုင်စည်းကမ်းဥပဒေတွေနိုင်ငံတကာမှာလက်ခံကျေသုံးနေတဲ့စစ်ပွဲဆိုင်ဥပဒေတွေထိတွေ့တိုက်ခတ်မှုစီမင်း Rules of Engagement ROE တွေကိုလည်းတိကျလိုက်နာကြဖို့လိုအပ်မယ်။ဒါကြောင့်ရဲဘော်တို့တွေနဲ့စိတ်သက်စည်းကမ်းကောင်းမွန်ပြီးဥပဒေကိုလေးစားလိုက်နာတဲ့စစ်တီတော်ကောင်းတွေဖြစ်အောင်ကျင့်ကြံနေထိုင်သွားကြဖို့အလေးနဲ့ထား
မှားကြားလိုတယ်ရပါလို့ရယူခြင်းခံစားခြင်းဆိုတာတက်ရှိတတ်တော်ပါတဲ့ပြုမှုကြတာပဲဖြစ်ပေမဲ့ဆွလို့ခြင်းဆိုတာကတော့မြင့်မြတ်တဲ့လူသားတချို့သာပြုမှုနိုင်ကြတဲ့အမှုကျင့်မယ်ဖြစ်နေမိမိတိုင်းပြည်အတွက်မိမိပြည်သူအတွက်မိမိနိုင်ငံတော်နဲ့အချုပ်အခြာအာဏာအတွက်မိမိအသက်ခန္ဓာကိုပေးလို့ဆွစားခြင်းဆိုတာကတော့အာဇာနည်သူရဲကောင်းစိတ်ဓာတ်ပိုင်ရှင်တွေသာပြုမှုနိုင်ကြတဲ့အမှုကျင့်မယ်ဖြစ်တယ်အဲ့ဒီအမှုကျင့်တွေနဲ့ပြည့်ဝနေသူတွေဟာအများတကာလှုပ်ဆောင်မှုခဲရင်တဲ့တာဝန်တွေနဲ့ရင်ဆိုင်ကြုံတွေ့လာရတဲ့အချိန်မှာဆွလွန်ဆွစားမှုအပြည့်နဲ့ဆောင်ရွက်ကြသလိုနိုင်ငံနဲ့လူမျိုးတဲ့ဘယ်လိုအခက်အခဲကိုမှအမှုမထားပဲမိမိအသက်ခန္ဓာကိုဆွလွန်တဲ့အထိကြန့်ခံတဲ့စိတ်ဓာတ်ပြောင်မြောက်တဲ့သူရသက်တိတွေနဲ့ရဲရဲဝံ့ဝံ့တိုက်ပွဲဝင်လေးရှိကြတယ်ဒါတွေဟာစစ်တီတော်ကောင်းတယောက်မှရှိရတဲ့ရည်ချင်းတွေဖြစ်ပြီးဒီလိုခိုင်မာတဲ့ဒါရတဲ့စိတ်ဓာတ်တွေနဲ့နိုင်ငံတော်ကာကွယ်တာဝန်တွေကိုစောင့်စားတာမှာထမ်းဆောင်ရင်းအသက်ခန္ဓာဆွန့်လွတ်ခံရတဲ့တမ္ပတော်သားတွေမြန်မာနိုင်ငံရဲတပ်ဖွဲ့တွေနဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေအားလုံးကိုပြည်သူသားကောင်းအာဇာနည်တွေဖြစ်အစဉ်အသိမှပြုလေးစားဂုဏ်ယူကြောင်းပြောကြလိုတယ်ဒါပြင်လေးချက်သောတစ္ဆာကိုနေ့စဉ်ရွတ်ဆိုပြီးနိုင်ငံတော်ကာကွယ်တဲ့လူကြီးတာဝန်တွေကိုထမ်းဆောင်နေကြတဲ့ရဲဘော်တို့ဟာလည်းအမိနိုင်ငံတော်ရဲ့ညံတို့တန်ဖိုးထားပေါ်ရာအမျိုးသားကောင်းအမျိုးကောင်းသမီးတွေဖြစ်ကြောင်းဂုဏ်ပြုပြောကြလိုတယ်ရဲဘော်တို့ညီကုန်းချုပ်အနေနဲ့မှားချလိုတာကတော့80ပြည့်တမ်ဘရိုနေဥတီချက်တွေဖြစ်တဲ့ဒုတာဝန်ရေသောဘောက်ကိုအစဉ်အမြဲဥထိပ်ပန်းဆင်ပြီးတမ်ဘရိုရဲ့အဓိကလုပ်ငန်းကြီး3ခုဖြစ်တဲ့နိုင်ငံတော်ကာကွယ်တာဝန်ဒေသတာဝန်နဲ့ပြည်သူ့ကျိုးပြုလုပ်ငန်းတာဝန်တွေကိုကြာရခန်းကဏ္ဍမှအာသွန်ခွန်ဆိုင်ပါဝင်ဆောင်ရွက်ရေးနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနဲ့လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းပြီးစစ်မှန်သည့်ထာဝရငြိမ်းချမ်းရေးရရှိရန်ဆောင်ရွက်ရာတွင်ဖွဲ့စည်းမှုအခြေခံဥပဒေ2008နှင့်တနင်္ဂနွေပြည်ကတိုက်ခိုက်မှုရစဲသဘောတူစာချုပ် NCA ပါသဘောတူညီချက်များအတိုင်းဥတီဆောင်ရွက်ရေးနိုင်ငံတော်နှင့်နိုင်ငံသားများပေါ်ကြားဝလာနိုင်သည့်ဘေးအန္တရာယ်များမှကာကွယ်ဆောင်ရှောက်ရေးပြည်သူလူထု၏လူမှုဘဝလုံခြုံရေးနှင့်လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတို့ကိုပပေါင်းစောကကူညီဆောင်ရွက်ပေးရေးဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့်ပြည်တော်စုကြီးပေါ်ထွန်းလာစေရေးအရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များနဲ့ညီဆောင်ရွက်ပြည်စည်းပါကလွတ်လပ်ပြီးတရားမျှတသောပါတီစုံဒီမိုကရေစီအထူးရွေးကောက်ပွဲကျင်းပနိုင်ရေးတပ်မတော်ကလိုအပ်သည့်များကူညီဆောင်ရွက်ပေးစတဲ့ဥတီချက်တွေနဲ့ညီပြည်သူလူထုကယုံကြည်အားထားရတဲ့တပ်မတော်သားခေါင်းတွေဖြစ်အနာဂတ်နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းစဉ်တွေမှာပါဝင်မှတ်တမ်းရေးထိုးသွားကြပါလို့အလေးနဲ့ထားမှာကြားရင်ညီကုန်းချိုးလိုက်တယ်